လာပါခင်ဗျာကျွန်တော်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျွန်တော်နိုင်ငံမှာပြပခဲ့တာအပိုင်း1အပိုင်း2အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်အပိုင်း1နဲ့ပတ်သက်လို့တရားဝင်ထုတ်ပြန်ကြေညာချက်တွေအရအားလုံးကိုသိရှိပြီးဖြစ်ကြမယ်လို့ယုံကြည်ပါတယ်ခင်ဗျာအပိုင်း2ကတော့တရားဝင်ထုတ်ပြန်ချက်တွေမလာသေးပါဘူးသို့တော်လည်းပဲကျွန်တော်တို့တိုင်းနယ်ပြည်နယ်မြို့နယ်တွေနဲ့ဆက်ဆက်မေးမြန်းခြင်းအရာထိုက်တဲ့အောင်မြင်မှုရှိတယ်လို့ကျွန်တော်အကြံပေးသိရပါတယ်ဒီနေရာမှာကျွန်တော်ကျေးဇူးတင်စကားလေးထပ်ပြီးပြောပြရစီခင်ဗျာပထမဆုံးပြောချင်တာကတော့ကျွန်တော်ပါတီကိုအခုလိုတခဲနဲ့ထောက်ခံအားပေးမဲပေးခဲ့ကြတဲ့မဲဆန္ဒရှင်တိုင်းရင်းသားမိဘပြည်သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါကြောင်းပါတီတရားလုံးရဲ့ကိုစားကျွန်တော်ပြောကြားလိုပါတယ်ဒီကနေ့အချိန်နေရာအချို့သောနေရာတွေမှာအသက်နဲ့ခန္ဓာကိုအရင်တည်ပြီးတော့ကျွန်တော်ပါတီကိုထောက်ခံအားပေးမဲပေးကြခဲ့တဲ့အတွက်တာမန်ချင်းနဲ့မတူတဲ့အတွက်ကြောင့်ဒီအတွက်အထူးကျေးဇူးတင်တယ်အထူးလည်းအလေးနဲ့ထားပါလို့ထပ်ပြီးကျွန်တော်ကပြောလိုပါတယ်တစ်ချိန်တည်းမှာပဲကျေးဇူးတင်ရင်းနဲ့ပြည်သူတွေကိုကျွန်တော်ပေးခဲ့တဲ့ဂရီကိုတွေပြည်သူတွေကိုပေးခဲ့တဲ့ကျွန်တော်တို့ရဲ့ဆောင်ရွက်ဖွယ်ရာလုပ်ငန်းတွေအားလုံးကိုလည်းကျွန်တော်တို့တာဝန်ကျရာနေရာကျွန်တော်တို့လုတ်ပိုင်ခွင့်ဘောင်တွင်းမှာထူးအလေးနဲ့ထားပြီးတော့အောင်မြင်အောင်ဆောင်ရွက်သွားပါမယ်လို့လည်းဂရီကိုထပ်မှပြုအပ်ပါတယ်ခင်ဗျာနောက်ကျေးဇူးတင်ရမယ့်ပုဂ္ဂိုလ်များကတော့ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်ပါတယ်နှစ်ရှည်လာများကိုရွေးချယ်ချတဲ့ကိုယ့်ရဲ့နိုင်ငံရေးနယ်မြေမဲဆန္ဒနယ်မြေအတွင်းမှာနှစ်ရှည်လာများအမှားကများပြုံးနှံခြင်းဒေသခံပြည်သူများနဲ့မပြတ်ထိတွေ့ခြင်းစတဲ့လုပ်ငန်းတွေအပြင်ကျွန်တော်တို့ပါတီရဲ့ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ရာမဟာဗျူဟာနီးဗျူဟာလုပ်ထုံလုပ်နည်းတွေကိုစနစ်ကျလိုက်နာဆောင်ရွက်ရင်းနဲ့ကိုယ်ပိုင်တွေ့ကြုံကိုယ်ပိုင်အသိဉာဏ်တွေနဲ့ဆောင်ရွက်သွားကြတဲ့အတွက်ကြောင့်ခုလိုအောင်မြင်မှုရတယ်လို့ကျွန်တော်တို့လေးနဲ့ယုံကြည်ပါတယ်ဒီအတွက်လည်းပြိုင်ပွဲဝင်ခဲ့တဲ့ရွေးချယ်ခံကိုယ်စားလှယ်တွေကိုအထူးကျေးဇူးတင်တယ်မတတ်တင်ကိုပြုပါတယ်လို့ပြောပြရစီခင်ဗျာတစ်ဆက်တည်းမှာပဲခုလိုရွေးချယ်ခံကိုယ်စားလှယ်တွေသက်ဆိုင်ရာမဲဆန္ဒနယ်မြေအတွင်းမှာလုံနိုင်ကိုင်နိုင်လုပ်တာကိုင်တာဖြစ်အောင်အစသာအရာလူလေးသေးမရှိလူသမားကိုပံ့ပိုးကူညီပေးကြတဲ့ကျွန်တော်တို့ပါတီဌာနချုပ်ကလုပ်ပေါ်ကိုင်မယ်များတိုင်းခရိုင်မြို့နယ်ရက်ကြီးပါတီဝင်များသူတို့ရဲ့လုံအားကဏ္ဍစေတနာကဏ္ဍကိုလည်းကျွန်တော်မိထားလို့မရပါဘူးဒီအတွက်လည်းကျွန်တော်တို့အသိမှပြုပါကြောင်းအလေးထားကူကျေးဇူးတင်ပါကြောင်းပြောကြားလိုပါတယ်ခင်ဗျာဆက်တဲ့မှာပဲကျွန်တော်တို့ပါတီတွင်းမှာလုပ်ငန်းတာဝန်တွေကိုစူးစမ်းပန်းစားဆောင်ရွက်ရင်းနဲ့ဖြစ်တတ်တဲ့သဘာဝအတိုင်းခြေချော်လက်ချော်ဖြစ်ပြီးတော့ကျွန်တော်တို့ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခြင်းမခံရတဲ့ကျွန်တော်ပါတီဝင်တွေကိုလည်းသူတို့ရဲ့လုပ်မှုကိုင်မှုစူးစမ်းမှုတွေကိုကျွန်တော်တို့အသိမှပြုပါတယ်ဒါဟာဖြစ်တတ်တဲ့သဘာဝလို့လည်းကျွန်တော်တို့နားလည်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ပါတီရဲ့အစင်ထာရပြောဆိုနေတဲ့ဆောင်ပုဒ်တွေအတိုင်းပြရတဲ့တာဝန်ကိုကျွန်တော်တို့ဥလည်းမသုံးဘယ်နေရာမျိုးမှာဘယ်တာဝန်မျိုးပဲဖြစ်ဖြစ်ဆက်လက်ပြီးထမ်းဆောင်သွားကြဖို့လိုပါတယ်ဒီအတွက်လည်းဒီလိုပုံကူများကိုကျွန်တော်တို့ကအလေးထားသိမှပြုပါတယ်လို့ပြောပြရစီခင်ဗျာကျွန်တော်တို့ရွေးကောက်ပွဲကြီးဟာအပိုင်း1အပိုင်း2ပြီးဆုံးသွားပြီဆိုတော့လည်းပဲလာမယ့်ဇန်နဝါရီလ25ရက်နေ့မှာအပိုင်း3ကြာမှာသေးတယ်အဲ့တော့အပိုင်း1အပိုင်း2မှာအတွေ့ခဲ့တဲ့ကျွန်တော်တို့ရဲ့ချွေးအားနည်းချက်တွေကိုကျွန်တော်ထပ်မံသုံးသပ်ပြီးတော့ရခင်လိုပဲအပိုင်း3မှာတိုင်ဝင်ဝင်ကြမဲ့ကျွန်တော်တို့ကိုယ်စားလှယ်လောင်းတွေကိုထပ်မံပြီးကြွကြားအောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြန်မာစကားပုံမှာအကြံလူနောက်လူသားစပင်းဆိုတဲ့စကားအတိုင်းကျွန်တော်တို့ရှေ့မှာမှားခဲ့တဲ့အမှားမျိုးတွေချွေးအားနည်းချက်မျိုးတွေကိုကြည့်ပြီးတော့ကိုယ်စားလှယ်လောင်းတွေကစနစ်တကျဖြည့်ဆည်းဆောင်ရွက်သွားနိုင်ကြမယ်ဆိုရင်အောင်မြင်မှုတွေဟာကိုယ်စားလှယ်လောင်းတွေအတွက်ပဲဖြစ်နေမယ်လို့ကျွန်တော်ဒီလိုအလေးနဲ့ယုံကြည်ပါတယ်နေရာတိုင်းမှာပြုပြင်တိဆောက်သူနဲ့ဖြစ်စည်းသူဆိုတာမျိုးမျိုးများများရှိပါတယ်ဘာပဲဖြစ်ဖြစ်ဓမ္မနဲ့အာရမပြုပြင်